အားလုံးပဲမင်္ဂလာပါ 1 minute video for 30 days ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မျှဝေပေးမယ့် knowledge ကတော့ when should you buy term insurance နှစ်ချင်းသားအမှားကန်ကိုဘယ်လိုအချိန်မှာဝယ်သင့်တယ်လဲတဲ့ Number 1 you need insurance protection but only temporary အမှားကန်အကာအကွယ်တော့လိုတယ်ဒါပေမဲ့ယာယီပဲပေါ့ဥပမာကိုက construction site တစ်ခုမှာ project တစ်ခုရှိတယ်ဒီ project ကတစ်နှစ်ကြာမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ personal accident insurance လို့မျိုးဟာမျိုးကိုကျွန်တော်တို့ဝယ်ထားလိုက်မယ်လိုအပ်တဲ့ requirement က only temporary ဒီတစ်နှစ်ပြီးရင်မလိုအပ်တော့ Number 2 you need permanent life insurance but you cannot afford the premiums yet ကိုက insurance protection ကိုလိုအပ်တယ်အချိန်အပိုင်းအခြားနဲ့လိုအပ်တာမဟုတ်ဘူး you need permanently အများနဲ့လိုအပ်တယ် but you cannot afford the premiums yet ကိုလိုချင်တဲ့ product ကပေးရမယ့် premium ကိုကိုကအခုချိန်မှာကိုယ့်ရဲ့စီးပွားရေးကြောင့်ပဲဖြစ်ဖြစ်တစုံတစ်ခုကြောင့်ပဲဖြစ်ဖြစ်မတက်နိုင်သေးဘူးအဲ့ဒါဆိုလို့ရှိရင် term insurance ကိုဝယ်ထားလို့ရတယ်ဘာဖြစ်လို့လဲဆိုရင် term insurance ဒီ life insurance product တွေထဲမှာဈေးအပေါ်ဆုံးထဲမှာပါဝင်